လူတိုင်းဟာဒီ10မျိုးလိုချင်နေကြလိုချင်စရာ10မျိုးကိုအရင်မှတ်သားကြည့်ဘာတွေလိုချင်စရာကောင်းလို့ဆိုရင်နံပါတ်1ကစီးစိမ်ဥစ္စာအသုံးဆောင်ပစ္စည်းအိမ်ကောင်းကောင်းကားကောင်းကောင်းခုခေတ်စကားနဲ့ပြောပါစို့တိုက်အိမ်ကောင်းကောင်းကားကောင်းကောင်းအဝတ်စားကောင်းကောင်းနေစရာကောင်းပြည့်ပြည့်စုံစုံငွေကြေးတနပြည့်ပြည့်စုံစုံဘောဂလို့ခေါ်တယ်လူအသုံးဆောင်ပစ္စည်းတွေလိုချင်တယ်လူတိုင်းဟာဘာလိုချင်လို့ဆိုရင်ဘောဂလို့ဆိုတဲ့စီးစိမ်ဥစ္စာတနာကြွယ်ဝချမ်းသာမှုဒါကိုလိုချင်တယ်ဘယ်သူမေဒီဖြစ်ရတော့ထွက်မှာပဲဖြစ်တယ်နောက်တစ်ခုလိုချင်တာဘာတော့ဆိုလူတိုင်းဟာလှပပနေချင်ကြတယ်ဘယ်သူမှအယုံမဆိုးချင်လှတယ်လို့ပြောရင်လူတိုင်းကြိုက်တယ်ချောလိုက်တာလှလိုက်တာခံညာလိုက်တာအသားရည်ကစိုးပြေးလိုက်တာဆိုရင်လူတိုင်းကြိုက်တယ်အဲ့တော့စီးပွားဥစ္စာပြည့်စုံပြီးတဲ့နောက်မှာလူတွေလိုချင်တာကအလှအပပဲဖြစ်တယ်ဒါကြောင့်မို့ငွေကြေးတနာတွေအကုန်ချခံပြီးတော့သွားပြီးတော့မေးရိုးပြင်ရတာနဲ့နှာခေါင်းရိုးပြင်ရတာနဲ့အနာခံပြီးတော့ပြင်းနေကြတာလေအဲ့တော့လူလိုချင်တာဘာတော့ဆိုအလှပလိုချင်ကြတာတော့သိချာနံပါတ်3ကဘာတော့ဆိုရင်လူဟာမကြမ်းမရင်ဘာမှအသုံးမဝင်ဘူးဒါကြောင့်မို့ယောဂကင်းပြီးတော့ကျမ်းမာခြင်းကိုလည်းလူတိုင်းကကြိုက်တယ်ယောဂကင်းရင်လည်းကျမ်းမာခြင်းတယ်ဒါလူရဲ့ဆန္ဒမှာယောဂကင်းမှုကျမ်းမာမှုဆိုတာကိုမျှော်လင့်ကြတယ်လိုချင်ကြတယ်နံပါတ်4ကျတော့မြတ်စွာဘုရားဘာပြောတော့ဆိုဘဝတစ်ခုမှာရေရှည်ကောင်းမှုအတွက်ကိုကျင့်တရားဒါကတော့လူတွေလိုချင်တာလားမြတ်စွာဘုရားကလိုအပ်တဲ့အရာဖြစ်ဆွတ်တာလားဆိုတာစဉ်းစားကြည့်ပေါ့ကိုကျင့်သီလမရှိဘူးဆိုလို့ရှိရင်လူလောကထဲမှာဂုဏ်သိက္ခာမရှိတော့ human dignity ဆိုတာလူရဲ့ကိုကျင့်တရားလူရဲ့ human morality ကိုကျင့်သီလဟာသိအရေးကြီးခဏခေတ်ကလူတွေကတော့ကိုကျင့်သီလဘလို့နေ human right ပဲတောင်းနေကြကိုရဲ့စိတ်နေသဘောထားအပြုမှုဆောင်ရွက်မှုတွေကဘလို့နေ human right ဆိုတာရွက်တောင်း human dignity ကိုတောင်းတဲ့လူတယောက်မှမရှိဘူးကမ္ဘာမှာလူအခွင့်အရေးသာတောင်းနေတဲ့လူရဲ့ဂုဏ်သိက္ခာရှိအောင်နေရလားဆိုတာကြတော့မစဉ်းစားဘူးနော်အဲ့တော့သီလဆိုတာ human dignity ပဲလူသားတွေရဲ့ဂုဏ်သိက္ခာရှိရလားအဲ့ဒါလဲလိုအပ်တဲ့အရာတစ်ခုဖြစ်တယ်နံပါတ်5ကျတော့ဘာတော့ဆိုရင်မြင့်မြတ်ဖြူစင်တဲ့ကိုချင်းတရားတမန်အပြင်ပြောမယ်ဆိုလို့ရှိရင်လူသိက္ခာကိုချင်းတရားဆိုတာထပ်ပြီးတော့ပြောတယ်ထင်မယ်ဒီဗြဟ္မစရိယဆိုတဲ့ပုဂ္ဂိုလ်စလိပစီဆိုတာအိမ်တော်မပြုတ်တဲ့ဂုဏ်သိက္ခာရှိအိမ်တော်မပြုတ်ပဲနေခြင်းကလည်းပဲဗြဟ္မစရိယလို့ခေါ်တယ်အိမ်တော်တော့ပြုတ်တယ်ကိုယ့်ရဲ့အိမ်တော်ဘက်နဲ့သာနေထိုင်တယ်တခြားကျွလွန်မှုတွေမလုပ်ဘူးအဲ့ဒါလည်းဗြဟ္မစရိယပဲနော်အဲ့တော့လူဖြစ်လာလို့ရှိရင်အိမ်တော်မပြုတ်ပဲနေတဲ့လူကတော့ရှာကောင်းရှာလိမ့်မယ်လူပြိုကြီးမလုပ်ဘူးကမလို့ရှင်လည်းနေပါစေအိမ်တော်ဘက်ကိုကျူးကျော်ပြီးတော့အိမ်တော်ဘက်ကိုကျူးကျော်ပြီးတော့အိမ်တော်ဘက်မဟုတ်သူနဲ့မပြစ်မှားဘူးဆိုလို့ရှိရင်ဒါဗြဟ္မစရိယလို့ခေါ်တယ်အဲ့ဒါလည်းလူလောကမှာလိုအပ်တယ်တဲ့ဂုဏ်သိက္ခာတစ်ခုပဲနံပါတ်6ကျတော့ဒါကိုရေးကိုယ်တာကိစ္စတွေပြီးသွားပြီနံပါတ်6ကစပြီးတော့ဘာလိုအပ်တော့ဘဝမှာမိတ်ကောင်းဆွေကောင်းဆိုတာလိုအပ်တယ်မိတ်ကောင်းဆွေကောင်းမရှိရင်အရာရာမှာဂုဏ်သိက္ခာမရှိဘူးငွေဘလောက်ရှိမိတ်ကောင်းဆွေကောင်းမရှိဘူးဆိုရင်လုံးနှီးဖြစ်လာကိုယ်မှမိတ်ကောင်းဆွေကောင်းမရှိဘူးဆိုအဲ့ဒါလို့ဖြစ်တာမဟုတ်လောကမှာအေတုပူအမြတ်သွားပဲလာပဲမိတ်ကောင်းဆွေကောင်းဆိုတာဟာနံပါတ်6အနေနဲ့လိုအပ်ချက်တစ်ခုဖြစ်တယ်လိုချင်စရာကောင်းတဲ့အရာတစ်ခုဖြစ်တယ်ဟုတ်ပြီမိတ်ကောင်းဆွေကောင်းရှိပြီးတဲ့အခါမှာလူဖြစ်လာပြီဆိုလို့ရှိရင်ဟိုဟာမေးလိုက်လည်းမသိဘူးဒါမေးလိုက်လည်းမသိဘူးဘဟုတုတ္တမရှိဘူးအကြမြင်ဘဟုတုတ္တနဲတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းလက်ပိန်တုံးလို့ပြောခံရမှာဖြစ်ဒါကြောင့်မို့ခဏခေတ်မှာ
ကိုနှလဘိန်းတုံးမဖြစ်အောင်လူဟာမျက်စိဖွင့်နားဆွင့်ထားတာဖြစ်တယ်နေ့စဉ်နဲ့မြတ်သတင်းစာတွေဖတ်ကြရတယ်နော်သတင်းစာတွေဖတ်တယ်သတင်းတူသတင်းဦးကြည့်ကြရတယ်ဘောဓုတရအောင်စီးပူးရတယ်ဘယ်နေရာမှာဘာဖြစ်တယ်ဘယ်နေရာမှာဘာဖြစ်တယ်ဆိုတာသိနေအောင်ဒါတွေနားထောင်နေတာဒါဘာဘောဓုတလို့ခေါ်တယ်နော် general knowledge ဆိုအရာရာကိုသိတတ်တဲ့အသိပညာတွေရရှိအောင်သိယူမှတ်သားကြရတယ်ထမင်းချက်တာဟင်းချက်တာမုံလုံးထားကအစနော်မလုတ်တတ်ဘူးဆိုတာမရှိအောင်အလုံးလိမ္မာကျွမ်းကျင်မှုဆိုတဲ့ဘောဓုတတွေကိုရှာဖွေစီးဖို့အထောက်ဒါလဲလူတွေအတွက်လိုအပ်ချက်ပဲလိုအပ်ချက်တစ်ခုနောက်နံပါတ်၈ကျတော့ဘာလို့ဆိုရင်ဒီတဲ့ပို့အရေးကြီးတာစဉ်းစားတွေးခေါ်တတ်တဲ့အသိပညာဟာတော့အရေးကြီးဆုံးပဲဘာကြောင့်လို့ဆိုရင်လောက်ပဲပညာတွေသင်ထား experience ဆိုတဲ့ဘဝရဲ့အတွေ့အကြုံတွေပေါ်မှာမှန်မှန်ကန်ကန်စဉ်းစားနိုင်တဲ့ wisdom ဆိုတဲ့ပညာမရှိဘူးဆိုရင်မမယွင်းနေလို့တတ်တယ်ဒါကြောင့်မမယွင်းမဖြစ်ရအောင်ဒီဘဝလည်းကောင်းမှုနောက်ဘဝလည်းကောင်းမှုလူလောကလည်းမှလူဝင်ဆတ်မှုဆိုတော့အသိပညာလို့ခေါ်တဲ့အရာရာမှာဆင်ញင်သုံးသပ်တတ်တဲ့ဉာဏ်ပညာဟာလည်းပဲလူတွေအတွက်တမိုးမဖြတ်နိုင်တဲ့လိုအပ်ချက်တစ်ခုဖြစ်တယ်။နောက်လိုအပ်ချက်ကကုသိုလ်ကမ္မပဋ္ဌတရားလို့ခေါ်တယ်လူတွေလိုက်နိုင်ရမယ်အကျင့်တရား10ပါးလူဖြစ်လာပြီဆိုလို့ရှိရင်လူသားတရားတွေဟာသူများအသက်မတတ်ရဘူးသူများဥစ္စာမခိုးရဘူးသူတော်ဘာသာမယမပြစ်မှားရဘူးအကျိုးစီးပွားသူများတွေပြတ်တော့အောင်လိမ်ပြီးတော့မပြောရဘူးတစ်ဖက်သားတဦးနဲ့တူမိတ်ဆွေတွေကွဲပြဲတော့အောင်မပြောရဘူးလူတယောက်ကိုချမ်းတမ်းရိုင်းပြစွာမဆဲရဘူးအကျိုးမရှိတဲ့စကားတွေနဲ့အချိန်မဖြုံးရဘူးအကျိုးရှိတဲ့စကားတွေအချိန်ပြောရမယ်သူတော်ဘာပစ္စည်းကိုမတရားလို့ခြင်းနဲ့လောဘမရှိစေရဘူးတစ်ဖက်သားကိုပျက်စီးစေလိုတဲ့မုန်းတီးတဲ့ဒေါသမရှိစေရဘူးကံကံဤအကျိုးကိုညှင်းပယ်တဲ့ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ကံတရားရဲ့အကျိုးရှိတယ်ဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့အမြင်ရှိဖို့လိုအပ်တယ်အလုံးပေါင်းလိုက်ရင်10ချက်ခေါ်တယ်ဓမ္မောဟဝေရခတိဓမ္မစာရီကောင်းတဲ့လူတယောက်ရဲ့ကောင်းကျိုးချမ်းသာရဖို့အတွက်ဒီဓမ္မတွေကအကျိုးပြုသွားမှာနောက်ဆုံး10နံပါတ်အချက်ကြတော့ဘာလို့ဆိုရင်သေသည်ချမဲနိုင်ကောင်းရသူဒီဘုံလူတွေမှာဆုတောင်းကြတယ်မဟုတ်လားဘဝကူးကောင်းပါစေနဲ့ဆုတောင်းကြဘဝကူးကောင်းပါစေဆိုဘာဆုတောင်းတာတော့ဆိုလူဘဝပြန်ရောက်ရင်လည်းဘဝကူးကောင်းတယ်လို့ခေါ်ရမယ်နတ်ဖြစ်တယ်ဆိုရင်လည်းဘဝကူးကောင်းတယ်လို့ဆိုရမယ်နော်အဲ့ဒီလိုဒီဘဝအဆုံးသတ်သွားလို့ရှိရင်လည်းနောက်ဆုံးမျှော်လင့်ချက်ကတော့ဘာလို့ဆိုဘဝကူးကောင်းပါစေပဲဆုတောင်းပေးကြအဲ့ဒီဘဝကူးကောင်းခြင်းနောက်ဆုံးမှလူတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ကဒါပဲလေသေသည်ချမ်းပဲနဲ့ကောင်းရဘုံရောက်ပါစေပေါ့ရောက်ဖို့အတွက်ဒါလူတွေလိုအပ်တဲ့ချက်ပဲ